အားလုံးပဲမင်္ဂလာပါအဲ့တော့ညီလေးတောင်းပေးထားတဲ့ဒီမိခွန်းလေးဖြစ်ပြပါမယ်ဒါမှမဟုတ်ကူရီကိုအောက်ပါစာပိုက်ကိုဖတ်ပြီးတော့ဘိုးစေတဲ့ဟန်ကူရင်ချီဘာနဲ့ပတ်သက်တဲ့စာပိုက်ဖြစ်တယ်လဲဆိုတာကိုကိုရရှိဖြစ်ရောရွေးရှိပါ시상은မျိုးတို့ခက်မှာကတော့ရှီမန်နူဝီဟန်နော်ရှီမန်ဆိုတာပြည်သူလူထုတွေပေါ့နော်ပြည်သူလူထုအတွက်ဂီကွန်နီမီတာဌာနတစ်ခုဖြစ်ပါတယ်ရှီဆောင်ငယ်ဆိုတော့မျိုးတို့ခက်မှာကတော့တဲ့ဂျူမန်ဂျူတဲ့ဂျူမန်ဆိုတာလေပြည်သူလူထုပဲနော်ပြည်သူလူထုတွေရဲ့ဆံဝါငယ်နေထိုင်မှုဘဝမှာဆံဝါလေနေထိုင်မှုဘဝမှာဘူဖြောင်းနှမ်းချောင်းမို့ဘူဖြောင်းနှမ်းချောင်းဆိုတာကအစင်မပြေတဲ့အချက်လက်တွေကိုဟေဂိုဟာကီဝီရဲ့လာစ조사ဗါလေဖြည့်ရှင်းဖို့ရန်အတွက်ဒိုလျော့ခါမီတာစ조사ပါတယ်ဂရီကိုပြီးတော့ရှီဆောင်ငယ်နော်မျိုးတို့ခမရဲ့ဘာလ်ချောင်းတို့ဝီရဲ့ဆိုနော်အဲ့တော့ဒီနေရာမှာဘာသာပြန်တဲ့ခါမျိုးတို့ခမကတော့လို့ဘာသာပြန်ပို့ကောင်းတယ်ပေါ့နော်မျိုးတို့ခမကတော့ဘာလ်ချောင်းတို့ဝီရဲ့ဆိုတိုးတက်ဖို့ရန်အတွက်ရိုဒိုကာချီအမျိုးမျိုးတော့ခေဝဲကုစေဦးကိုအစီအစဉ်တွေကိုဆွဲပြီးတော့ခေဝဲကုနော်စေဦးတာဆိုတာကအစီအစဉ်ဆွဲပြီးတော့ချစ်ချောင်းနာမီတာချစ်ချောင်းနာတာဆိုတာကဆရာတော်ကလက်တွေ့လောက်ဆောင်ဒီနော်အဲ့တော့အစီအစဉ်ဆွဲပြီးတော့လက်တွေ့လောက်ဆောင်ပါတယ်တဲ့တိုးထုတ်ပြန်ဒိုမီဖီရီယိုဟန်사람들을အကူအညီတွေလိုအပ်တဲ့လူတွေစီကိုထောက်ချမိတာကူညီပေးပါတယ်အဲ့တော့အဖေကဘာနဲ့ပတ်သက်တဲ့ဟာဖြစ်မလဲနံပါတ်1ရှီဆောင်ငယ်ဘူဆိုဆိုတာဌာနမျိုးတို့ခမရဲ့ဌာနနံပါတ်2ကရှီဆောင်ငယ်ဝီချီမျိုးတို့ခမရဲ့တီနေရ location ပြောတာဝီချီကနံပါတ်3ကရှီဆောင်ငယ်ဆိုအီဟာနိုစာရမ်မျိုးတို့ခမမှာလောက်တဲ့လူနံပါတ်4ကရှီဆောင်ငယ်ဆိုဟာနိုအီမျိုးတို့ခမမှာလောက်တဲ့အလုပ်အဲ့တော့ဘာဖြစ်မလဲဖြစ်မှာဘာနဲ့ပတ်သက်တဲ့စာပဲဖြစ်မလဲတောက်လျှောက်စီတစ်ခုလုံးမှာဒီမျိုးတို့ခမလုပ်ပေးတဲ့အလုပ်တွေကိုပဲပြောသွားတာဒါကြောင့်မလို့ចောင်းတပ်မှာစာပွင့်ဖြစ်ပါတယ်ရောတော့အဲ့တော့အားလုံးအဆင်ပြေကြပါစေ